ဒီနေ့ plot လေးကတော့ဘေကျင်းမှာရှိရဲ့ Great Wall ကိုတွားကြည့်မှာဖြစ်ပါတယ်။ Great Wall ကဟိုးငယ်လေးတွေကအိမ်မဖြစ်ခဲ့တဲ့နေရာလေးတစ်ခုဆိုရင်လည်းမမှားပါဘူး။ဒီနေရာလေးကနေပြီးတော့ကေဘယ်ကားစီးနေနဲ့မဟာတတိုင်းရဲ့အလှကြီးကိုလည်းတွေ့ပြီးခန်းစားရမှာဖြစ်ပါတယ်။မူချီတော့ကတော့တာဝါလိုင်း14ကိုကေဘယ်ကားနဲ့တွားခဲ့ပြီးတော့တာဝါလိုင်း14ရနေပြီးတော့တာဝါလိုင်း20အထိကိုလမ်းလျှောက်ပြီးတော့သွားမှာဖြစ်ပါတယ်ဖြစ်ချင်တော့မူချီတဲ့သွားတဲ့ရကကြတော့တရုတ်နိုင်ငံရဲ့ holiday နဲ့လည်းတိုးသွားရဖြစ်တဲ့အတွက်လူတွေကတော့အရင်ကထူထပ်တယ်ဒါပေမဲ့နိုင်ငံသားသားသိပြီးတော့မတွေ့ခဲ့ရဘူးပေါ့နော်သူတို့နိုင်ငံရဲ့တရုတ်လူမျိုးနယ်ကိုပဲဒီမဟာတတိုင်းတစ်ခုလုံးအပေါ်မှာလုံးဝအပြည့်အကျက်သက်ပါပဲဒီနေရာကငငယ်တဲ့အရှမ်းကိုသွားခြင်းခဲ့တဲ့နေရာဖြစ်တယ်အခုတကယ်လက်တွေ့မှာရှောက်သွားတော့အရှမ်းကိုစိတ်လှုပ်ရှားပြီးအရင်ပျော်ရွှင်ခဲ့ရတယ်ပေါ့နော်နောက်တစ်ခုကပဝင်းကျင်ကိုကြည့်လို့ရှိရင်လည်းပဲတောတောင်ရှိမိတဲ့ဘာဝတအားလှတယ်ပေါ့နော်တရုတ်ပြည်ဖေချင်းမြို့ကိုတေချာပေါက်ရောက်တယ်ဆိုလို့ရှိရင် Great Wall မဖြစ်မနေလာတင်ပါတယ်နော်ချင်တော့ရုတ်တရက်ကြီးမိုးတီးတွေကျွေးကြလာတယ်ပြီးတော့မိုးပါရွာလာတယ်တော်သေးရဲ့မိုချီတို့ကထီးပါသွားတယ်ပေါ့နော်တာဝါလိုင်းတိုင်းနဲ့တိုင်းကူးတဲ့နေရာမှာတွေမဲ့ဝဲသားမျိုးမျိုးပြောင်းနေနေရပေါ့နော်အမြင့်မိုက်ချောင်းလေးဝဲသားပို့ပြီးတော့မမှန်လေးလို့ပြောတယ်ဆိုတော့အဲ့ဒါလေးကတော့အရန်ကိုထူကြတဲ့ဖြစ်စဉ်တစ်ခုကိုခြုံခဲ့ရပါတယ်အခုဒီပုံထဲမှာရှိနေတာကြတော့အရှမ်းကိုပင်ပန်းသွားပြီပေါ့နော်ဒါတာဝါနိုင်16မှာနေတော်တော်အားအင်ကြီးကုန်ချိသွားပြီဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့တရားတဲ့ stat တွေလှေကားတွေအစစ်နေပြီးမတ်တာတွေကအရှမ်းများတယ်ပြီးရင်လှေကားတစ်စစ်နဲ့တစ်စစ်ဒီအကျဲကြီးတွေပေါ့နော်အဲ့လိုမျိုးဟိုလေးဘက်ကုန်းပြီးတော့တက်ခဲ့ရတာဆိုတော့လေအရှမ်းပင်ပန်းနေအဲ့16မှာဆိုတော့ကိုရီးယားဒီတာဝါနိုင်14ကနေပြီးတော့16အထီကိုပုံမှန်ပြပြလေးပဲတက်လာတာဟိုဘက်16 20လဲကြားလိုက်ကြအောင်အရှမ်းကိုမတ်ဆောက်တယ်အဲ့ဒီနေရာတွေကနည်းနည်းတော့အနေများတယ်အခုနောက်ပိုင်းလမ်းအသစ်တွေလည်းထပ်လုံနေရတယ်လည်းတွေ့ခဲ့ရပေါ့နော်ဆိုတော့နောက်ပိုင်း20ကဒီတက်ပို့ပြီးမြင့်ပါလိမ့်မယ်အခုမြင်နေရတဲ့ဗီဒီယိုကတာဝါလိုင်း20ကိုအပေါ်ဆုံးကိုတက်မယ်နေရပေါ့နော်အဲ့ဒီနေရာတော်တော်လေးမြင့်ပါတယ်မြင့်ပါပြီးတော့အပေါ်မှာဘရင်ထိုင်ခဲ့တဲ့ထိုင်ကုန်ရှိရလို့ပြောရပေါ့နော်မူချီရိုတာဝါလိုင်း14ကနေ20တိနေပြီးတော့မူချီရိုကီဘယ်နဲ့အခုပြင်ဆင်လာပါပြီအခုဆိုရင် Great Wall ကနေဆင်းပြီးတော့ Water Town ဆက်သွားပါမယ် Water Town ကိုဝင်ကျင်မှာပဲ Cash Village လို့ခေါ်တဲ့ Cash ရွာလေးကိုရောက်ပါမယ်
ဒီနေရာလေးကတော့လွန်ခဲ့တဲ့နှစ်ပေါင်း600ကျော်မှတည်ရှိတဲ့ Water Town လို့ခေါ်တဲ့မြို့လေးပါဒီနေရာကဘေဂျင်းကအရန်ကိုနာမည်ကြီးတဲ့နေရာတစ်ခုပါဒီနေရာမှာကြတော့မိုချီတို့ပါသွားတဲ့ driver ပေါ့နော် driver ကလုံးဝတရုတ်လူမျိုးမိုချီတို့ကလည်းတရုတ်လူလုံးဝနားမလဲဘူးသူကလည်းအရင်ကိုရှင်းပြချင်နေရပေါ့ဆိုတော့အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ဖုန်းနဲ့ translate လုပ်ပြီးတော့ရှင်းပြချတာပေါ့နော်ဒါသူနည်းနည်းလေးရှင်းပြလို့မိုချီတို့ဒါနှစ်ပေါင်း600ကျော်တည်ရှိရဲ့နေရာလို့ဒါသိခွင့်ရခဲ့တာပေါ့နော်တရုတ်နိုင်ငံကိုသွားလဲလို့ရှိရင်တရုတ်စကားမတည့်ရင်တော်တော်လေးဒုက္ခရောက်တယ်ပေါ့ဒီ communication ကစာလမ်းဘက်ဆက်သွယ်ရေးအဆုံးပေါ့နော်အစားတောင်းပါတယ်လေဒီတိုင်းပဲတရုတ်လိုမပြောတလို့ရှိရင်တော်တော်အဆင်မပြေဘူးပေါ့နော်ဆိုတော့မိုချီတို့3ယောက်လဲဖုန်းတစ်လုံးနဲ့ပဲဒီလိုပဲ translate လုပ်ပြီးတော့ပဲသွားခဲ့တာပါဒီ Water Town ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း600ကျော်မှတည်ရှိရဆိုပေမဲ့အပြင်အစီအစဉ်ကအခုပြန်ပြီးတော့ modify ထားတာပေါ့နော်သူ့ရဲ့ inspire ယူထားတဲ့ပုံစံ Great Wall ကို inspire ယူပြီးစောက်ထားတဲ့နေရာတစ်ခုပါအခုဒါမိုချီတို့ဝင်သွားတဲ့နေရာကြတော့ဒီ Water Town မှာပဲဥမာလူငယ်တဲ့နှစ်ပေါင်း600တက်တန်းရှိရဲ့အဆောက်အုံတွေရဲ့အတွင်းကိုကမှဟိုတယ်ဖြစ်ပြီးပြောင်းပြီးတော့ဖွင့်ထားပါတော့အရှင်တော့လူမျိုးတွေကအရှင်ဒီဘလိုပုံစံနဲ့နေထိုင်နေဆိုတော့သူတို့ပြချင်တာရဲ့ပြီးတော့ဒီနိုင်ငံသားတွေကိုဆွဲဆောင်မှုရှိအောင်ပြန်ပြီးတော့ပြုပြင်ထားတာရဲ့အကြောင်းသူတို့ကဒါဟိုတယ်ဖြစ်ပြောင်းလဲဖွင့်လိုက်တာပေါ့နော်driver ဦးလေးရတော့အရန်ကိုအသက်ကုန်ရှင်းပြတယ်ပေါ့နော်ဒါပေမဲ့တခုပဲမိုချီတို့ကတယောက်မှနားမလဲဘူးဒီလိုပဲသူချီရင်လက်ဟန်နဲ့ရှင်းပြခဲ့တာကိုကိုရီလည်းပဲ all in ပေါ့ဒီလိုမျိုးပဲခေါင်းညှိပြီးတော့နားထောင်ခဲ့ရပါတယ်ဒါပေမဲ့တရုတ်လူမျိုးတွေကအရန်ကိုကူညီကြတယ်အရန်ကိုသဘောကောင်းကြတယ်ပေါ့နော်ဒီဦးလေးဆိုလို့ရှိရင်လည်းမိုချီတို့သူအရန်ကိုသူရှင်းပြခြင်းနဲ့အရန်ကိုပြပြခြင်းနဲ့သူတက်တဲ့ဘာသာစကားနဲ့ပဲဒါရှင်းပြပေးနေရယ်သူလည်းပဲဟိုကိုရီနာမလဲဆိုတော့သိရပေါ့နော်ဒါပေမဲ့သူလုံးဝလက်မလျှော့ဘူးမိုချီတို့ဘလို့မှနားမလဲဘူးဆိုရင်တော့မှသူကအရန်ကိုဟိုနားလဲစီခြင်းနဲ့ပုံစံမျိုးနေတယ်သူကရှင်းပြတယ်အဲ့ဒါဖေးနေရမစိုးအဲ့လိုမျိုးတွေ့ရတယ်သူတို့ရဲ့ဒါရှိုင်းမင်းကူညီခြင်းနဲ့တရုတ်ပြည်ရဲ့စိတ်ဓာတ်ပေါ့နော်အခုမြင်နေရတဲ့ရှီကန်လေးကအရှမ်းကို Instagram မှာ trend ဖြစ်တဲ့ရှီကန်ပေါ့နော်အဲ့ဒီမှာပဲမိုချီတို့လည်း morning pain နဲ့ပါလဲဆိုပြီးတော့ဝယ်စားကြည့်လိုက်တယ်ဝယ်စားကြည့်တဲ့ဟာကတစ်တော်တင်းနဲ့လောက်ထားတဲ့မုံကြောက်ပေါ့မုံကြောက်လားဘယ်လိုပြောမလဲမုံချွတ်ကြော်ပေါ့နော်အဲ့ဒီဟာကိုစားကြည့်နေကြတာပါဒါပေမဲ့တော်တော်လေးရတာရှိတယ်
ကကြတော့မိုချီတို့က Great Wall ဘက်ကိုပြန်သွားနေရပေါ့နော်ဒီ Summertime Great Wall ကိုပြန်သွားမယ် night view ကိုမိုချီတို့ခန်းစားခြင်းလို့သွားမယ်ပြီးရင်ဒီ Summertime ရဲ့ထူးခြားချက်ကဘာလဲဆိုတော့လုံးဝပြုပြင်ထားခြင်းမရှိနေရဲ့အဖက်ချမ်းပေါ့နော်ဟိုဘက်မိုချီတို့သွားခဲ့တဲ့ Tower Line 14တို့20တို့အထီးကကြတော့လည်းပြုပြင်ထားတယ်ဒီ Summertime ဘက်ကကြတော့လုံးဝမပြုပြင်ထားဘူးလက်ကိုင်းနိုင်ရန်နေလည်းမရှိတော့ဘူးဒီလှေကားတွေလည်းအောက်ကကြွတက်နေပေါ့နော်ဆိုတော့အဲ့ဒီအရိုခန်းစားခြင်းနာရဲ့ night view ခန်းစားခြင်းနာရဲ့အတွက်ကိုမိုချီတို့ကညနေဘက်ထပ်ပြီးတော့ပြန်သွားတတ်တာပါနေတာဟဲ့အခုမြင်နေရတော့တကယ်ကိုနေဝင်စီရဲ့နေဝင်စီးစာအလှလေးပေါ့တကယ်ရောက်သွားတော့လုံးဝပြိုပြက်နေရတယ်တွေ့ကြရတယ်ပြိုပြက်စီးတွေပေါ့ဒီအောက်မှာလမ်းတွေဆိုလို့ရှိရင်လှေကားတွေဆိုရင်လုံးဝကိုကျိုးပဲ့နေရပေါ့နော်နည်းနည်းတော့ကြောက်စရာအသေးရစရာကောင်းတယ်ညဘက်ချမ်းရောက်တော့နည်းနည်းပို့ပြီးတော့အန်နေများတယ်ဒါပေမဲ့အပေါ်ကနေကြည့်ရတဲ့ view ကတော်တော်လေးကိုလှတယ်အဲ့ဒီဖေးတွေလမ်းနေဆိုလို့ရှိရင်လည်းပဲလေအလုံးဝအကာရန်နေမရှိတော့ဘူးဒီတာဝါလိုင်းနေဆိုလည်းအရှမ်းကိုပြိုပြက်နေပြီပေါ့ဆိုတော့ဒီနေရာလေးကတော်တော်လေးကိုအန်နေများတဲ့နေရာထဲမှာပါတယ်ဒါပေမဲ့တချို့နိုင်ငံခြားသားတွေအဲ့လိုအဖြူတွေပေါ့နော်အဖြူအောင်နေဆိုလို့ရှိရင်လည်းဒီနေရာကိုအရှမ်းကြိုက်ကြတယ်မိုရှိတို့ Instagram တို့ TikTok တို့မှာတွေ့ရပေါ့နော် trend ဖြစ်တယ်တချို့ဒီလိုမျိုးဝယ်သားမကောင်းတဲ့အချိန်တွေဆိုရင်ဒီဘက်ချမ်းမသွားတာကောင်းပါတယ်အခုညဘက်8 နာရီခွဲအချိန်ထိလောက်ဖြစ်လာပြီဆိုတော့မိုချီတို့တောင်အောက်ကိုပြန်ဆင်းပါမယ် next video မှာတွေ့ပါမယ် see you